بسم الله الرحمن الرحيم نحمده ونصلي ونسلم على رسول الكريم ดุนยาโลกามามุสลิมมุมินတယောက်အတွက်အောင်မြင်မှုဟာအာခိရတ်တန်ဖြစ်နဖျန်ကီယာမတ်နေ့မှာအကျဉ်သူနဲ့ပတ်သက်ပြီးအလ္လာဟ်ရှ်ဟာဂျန်နတ်ကဆုံးဖြတ်ချက်ကိုချလိုက်တဲ့ထိုသူဟာထာဝရအောင်မြင်တဲ့သူဖြစ်အဲ့ဒီသူဟာดุนยาလောကမှာစားဖို့မရှိပါစေနဲ့အိပ်ဖို့မရှိပါစေနဲ့နေဖို့မရှိပါစေနဲ့အဲ့ဒီသူဟာအကျက်တဲတွေဒုက္ခတွေမျိုးစုံနဲ့ကြုံကြိုက်နေရသူဖြစ်ပါစေနဖျန်ကီယာမတ်နေ့မှာဂျန်နတ်ကဆုံးဖြတ်ချက်ကိုချပြီးရင်ခံရတဲ့သူဟာดุนยาအာခိရတ်မှာအောင်မြင်တဲ့သူဖြစ်အဲ့ဒါကြောင့်မို့အမင်တယောက်တော့အောင်မြင်မှုကိုစုခုဖို့အတွက်ကအာခိရတ်ပေါ်မှာပဲမူတည်ပါတယ်။ดุนยาလောကမှာအကျဉ်သူဟာဥစ္စာပေါ်မှာရွှေမြေဥစ္စာပစ္စည်းရဲ့ပေါ်မှာစံမြန်းနေတဲ့သူဖြစ်ပါစေဥစ္စာပစ္စည်းကျွယ်ဝတဲ့သူဖြစ်ပါစေထိုသူဟာနဖျန်ကီယာမတ်ဒီမှာဂျဟန္နမ်ကဆုံးဖြတ်ချက်ကိုခြားခြင်းခံရပြီးဆိုရင်ထိုသူဟာထာဝရဆုံးရှုံးတဲ့သူဖြစ်ပါတယ်။အဲဒါကြောင့်ပညာရှင်တွေတင်ပြတယ်ဒီနေ့ငလင်ရဲ့အနေအကြောင်းမလို့ညောင်များသောသောနေရာတွေမှာဗလီဝတ်ကျောင်းတော်တွေရှဟီဒ်ဖြစ်ပြကြွားဗလီဝတ်ကျောင်းတော်တွေမှာညောင်များသောသောမွတ်စလမန်တွေအီမန်ရှင်တွေရှဟီဒ်ဖြစ်ွယ်လွန်တိတ်ဆုံးသွားအဲ့ဒီတိုင်းပဲညောင်များစွာအိမ်တွေပြိုကျပျက်စီးသွားတယ်ညောင်များစွာသောသူတွေဒဏ်ရာရတယ်ညောင်များစွာဒုက္ခတွေနဲ့ခံစားရအလ္လာဟ်ရှ်မြတ်ကပညာရှင်တွေတင်ပြတယ်အလ္လာဟ်ရှ်မြတ်ဟာစံတမ်းမှုနှစ်ခုကိုလူသားတွေကိုပြုလုပ်မှာဖြစ်နံပါတ်1စံတမ်းမှုကတော့အလ္လာဟ်ရှ်မြတ်ကဥစ္စာပစ္စည်းရွှေငွေဒုနီယာကိုပေးပြီးအလ္လာဟ်စံတမ်းမယ်အဲ့ဒီသူငါအလ္လာဟ်ကိုမေ့ဝါလားငါအလ္လာဟ်ဘက်ကိုလှည့်လာလားငါအလ္လာဟ်ကိုကြောခိုင်းသွားလားအဲ့ဒီတိုင်းပဲဥစ္စာပစ္စည်းကိုအလ္လာဟ်ရုပ်သိမ်းပြီးစံတမ်းလိုက်မယ်အိမ်ဒီပျက်စီးသွားလိုက်မယ်ဥစ္စာပစ္စည်းတွေဆုံးရှုံးသွားလိုက်မယ်ငွေကြေးတွေဆုံးရှုံးသွားလိမ့်မယ်အဲ့ဒီအချိန်မှာရောအဲ့ဒီသူငါအလ္လာဟ်ဘက်ကိုလှည့်လာလားလို့အလ္လာဟ်ကကြည့်လိုက်မယ်ပညာရှင်တွေတင်ပြတယ်အဲ့ဒီစံတမ်းမှုနှစ်ခုလုံးရဲ့အပေါ်မှာဆွဲလုပ်ပြီးတင်းကြီးခံပြီးတော့အလ္လာဟ်တဘာရကဝါတာလာရဲ့အပေါ်မှာအာယုံပြုပြီးတော့အီမန်အာမလ်ကိုအလ္လာဟ်စံတတ်တဲ့အချိန်မှာကျွန်တော်ရဲ့ဟာလာတ်အခြေအနေကအီမန်အာမလ်ပေါ်မှာယက်တည်မယ်ဆိုရင်ကျွန်တော်ဟာအလ္လာဟ်ရှ်မြတ်ချစ်ကနှစ်သက်ခြင်းခံရမှာဖြစ်ပါတယ်ပညာရှင်တွေတင်ပြတယ်အဇရ်အမရဒီအလ္လာဟူတာလာတခင်ကြီးအမိန့်ရှိတယ်အသင်ရဲ့ငွေကြေးဥစ္စာပစ္စည်းတွေအိုးအိမ်တွေအရာအားလုံးဆုံးရှုံးပျက်စီးသွားပါစေအသင်အလ္လာဟ်ကိုရှုကုလုပ်လိုက်အောင်အသင်အလ္လာဟ်ကိုကျေးဇူးတင်လိုက်အောင်ဘာကြောင့်လဲအဇရ်အမရအမိန့်ရှိတယ်အသင်ရဲ့အသက်ကိုတော့အလ္လာဟ်ကထားပေးထားတယ်အသင်အသက်တော့လုံးဝမသေးသေးဘူးအဲ့ဒီအတိုင်းပဲနောက်ဆုံးဟဇရတ်ဥမာကဆက်ပြီးအမိန့်ရှိတယ်အသင်အသက်သေးသွားသည်ဖြစ်ပါစေဥစ္စာပစ္စည်းတွေဆုံးရှုံးသွားတယ်ငွေကြေးတွေဆုံးရှုံးသွားတယ်အသက်သေးဆုံးသွားရင်တော့မှအလ္လာဟ်ကိုရှုကုလုပ်အောင်အသင်အီမန်တော့ပါသွားသေးတယ်မဟုတ်လားအလ္လာဟ်ရှ်မြတ်ကျွန်တော်ကိုဆုံးရှုံးမှုတွေရဲ့အစားကိုပြန်လဲချီးမြှင့်မှာဖြစ်ပါတယ်။နတ်ဖျံနောက်ဆုံးမော့ရဲ့အချိန်မှာကလမာကိုဖတ်ပြီးအလ္လာဟ်ဟန်ကိုပြန်သွားတဲ့သူသားလင်အောင်မြင်မှုကိုစုခုမဲ့သူသားဖြစ်ပါတယ်။အလ္လာဟ်ရှင်ကျွန်တော်တို့တွေကိုဆဘရီဂျမီလ်ကိုအလ္လာဟ်ချီးမြှင့်တော်မူပါစေ။ဗလီဝတ်ကျောင်းတော်တွေပြန်လဲပြီးတိဆောက်ခွင့်ကိုအလ္လာဟ်ချီးမြှင့်တော်မူပါစေ။ပျက်စီးသွားတဲ့အိုးအိမ်တွေပြန်လဲတိဆောက်အလ္လာဟ်ပေးတော်မူပါစေ။အလ္လာဟ်ကိုကြောခိုင်းနေခြင်းကနေတမန်တော်ကဆွန်နတ်ကိုကြောခိုင်းနေခြင်းကနေအလ္လာဟ်အမိန့်များနဲ့တမန်တော်ဆွန်နတ်များရဲ့ပုံမှာအာမလုတ်ပြီးရှောက်လိုက်နိုင်ခွင့်ချီးမြှင့်တော်မူပါစေဘယ်နေ့ပဲအချိန်ခါမှာအလ္လာဟ်ပဲအရာကိုကျွန်တော်စီကလိုအပ်လာလဲလိုချင်လာလဲအဲ့ဒီအရာကိုကျွန်တော်အာမလုတ်ခွင့်ချီးမြှင့်တော်မူပါစေအဲ့ဒီအတိုင်းပဲပြုကြသွားတဲ့ဟာဖစ်ကြောင့်မက်တပ်ကြောင့်ဟာဖစ်ကြောင့်မက်တပ်ကြောင့်အာလင်အူလမာရီကကြောင့်ပြုကြသွားတဲ့အစာအုပ်မှန်သမျှကိုအမြန်ဆုံးတိဆောက်ခွင့်ချီးမြှင့်တော်မူပါစေအလူရှင်တွေလူရန်နေတဲ့အဲ့ဒီလူရန်နေတဲ့အလူရှင်တွေကိုအလ္လာဟ်ရှ်မြတ်မြောင်များစွာအစားများချီးမြှင့်တော်မူပါစေအဲ့ဒီတိုင်းမှာရှဟီဒ်ဖြစ်ကွယ်လွန်သေဆုံးသွားတဲ့သူတွေမာရှာအလ္လာဟ်မဂ်ဖီရတ်ကအကြောင်းခံနေတဲ့အလ္လာဟ်ဟန်ကိုပြန်သွားရရမ်ဇန်လထဲမှာဖြစ်တယ်ရမ်ဇန်လထဲမှာရှိုက်တန်ကိုချုံနှောင်ထားတယ်ရမ်ဇန်လထဲမှာကာဖာတယောက်ကွယ်လွန်သွားရင်တော့မှအလ္လာဟ်ရှ်မြတ်ကသူ့ရဲ့စစ်စင်းမင်းမြတ်မှုကိုရဲဆိုင်ထားလိုက်မွတ်စလမန်တယောက်ရမ်ဇန်လမှာကွယ်လွန်သွားရင်ကာဘာအာဇာဘ်ကိုမဖ်လုပ်မယ်ဆိုပြီးပညာရှင်တွေကတင်ပြတယ်မဂ်ဖီရတ်ကအကြောင်းခံနေတဲ့အလ္လာဟ်ဟန်ကိုပြန်သွားရတယ်ရမ်ဇန်လဖြစ်တယ်နောက်ဆုံး10ရက်ဖြစ်တယ်ဂျွန်မာနေ့ဖြစ်တယ်နေများရဲ့ခေါင်းဆောင်ဖြစ်တယ်အမှုအမြတ်ဆုံးသောနေ့တစ်နေ့ဖြစ်တယ်အဲ့ဒီတိုင်းပဲကာဒရ်ကရက်တွေဖြစ်တယ်ကျွန်တော်တို့တသက်အလုံးစစ်တာထဲမှာအလ္လာဟ်စီကိုငိုယိုပြီးတော့ယာအလ္လာဟ်အဲ့ဒီလိုကောင်းမွန်တဲ့တေဆုံးခြင်းမျိုးယဟီဒ်မျိုးအလ္လာဟ်ချီးမြှင့်ပါလို့တောင်းနေရင်တောင်မှရဖို့လွယ်ကူတဲ့အနေအထားမဟုတ်
အလ္လာဟ်ရှင်ဝယ်လွန်တည်ဆုံးသွားတဲ့ကျွန်တော်အကြကျွန်တော်အမဝင်းခွဲနဲ့ဝယ်လွန်တည်ဆုံးသွားတဲ့ကျွန်တော်ရဲ့မိတ်ဆွေညီနောင်သားချင်းတွေဝယ်လွန်တည်ဆုံးသွားကြတဲ့မွတ်စလမန်အီမန်ရှင်အမျိုးသားအမျိုးသမီးကလေးလူကြီးတွေအားလုံးကိုဂျန်နတ်ပါမြေမားတဲ့အစင်တဲ့အလ္လာဟ်ချီးမြှင့်တော်မူပါစေအလ္လာဟ်ရှင်မြတ်သူတို့ကြံခဲ့တဲ့မိသားစုကိုဆော်ရီဂျမီလ်ကိုအလ္လာဟ်ချီးမြှင့်တော်မူပါစေဂျဇာအယ်ခိုင်ကိုချီးမြှင့်တော်မူပါစေလူရန်နဲ့အလူရှင်တိုင်းတို့အာမာဒရီယာသူတိုင်းကိုအလ္လာဟ်ရှင်ဂျဇာအယ်ခိုင်ချီးမြှင့်တော်မူပါစေ